cabin crew terms part 3ဒီနေ့မှာတော့ special handling procedure အကြောင်းလေးတွေကိုပြပြပေးသွားပါမယ် so ဘယ်သူတွေကလေယာဉ်ပေါ်မှာလာပြီးတော့ special လာလုပ်နေကြရလဲပေါ့နော်unaccompanied minor UM လို့ခေါ်တယ်သူတို့လေးတွေကကျတော့ဗာလဲဆိုရင်တယောက်တည်းနဲ့ခီးသွားလာတာ9နှစ်ကနေ73နှစ်အတွင်းပေါ့နော်ဒီကလေးလေးတွေကတယောက်တည်းခီးသွားရတဲ့ဟာပေါ့နော်အဲ့တော့တယောက်တည်းခီးသွားရတဲ့ကလေးလေးတွေကို UM လို့ခေါ်တယ် so UM လေးတွေပါလာပြီဆိုရင် cabin crew တွေကသူတို့ရဲ့နားမှာပဲပေးထားလေးရှိပါတယ်ပေါ့နော်ဒီ cabin crew တွေကတစ် flight လုံး take care လုပ်ပေးကြပါတယ်ပေါ့နော် infant ဆိုတာလေးတွေကကျတော့မွေးကင်းစားကနေပြီးတော့မှနှစ်နှစ်အတွင်းကို infant လို့ခေါ်တယ်ပေါ့နော်နောက်တစ်ခုက mother wing infant ကလေးလေးတွေအမေ pregnant woman ကိုဝင်သမီးခင် blind and deaf passenger elderly passenger ဆိုအသက်အရွယ်ကြီးတဲ့သူတွေနောက်တစ်ခါ obese passenger အဝလွန်နေတဲ့ခရီးသည်တွေအယံဝနေတာမျိုးပေါ့နော် so နောက်တစ်ခုကကျတော့ wheelchair passenger wheelchair အထောက်အကူလိုအပ်တဲ့ခရီးသည်တွေပေါ့နော်ဒီခရီးသည်တွေကပါလာပြီဆိုရင်cabin crew ကနေပြီးတော့မှ emergency exit တွေမှာလုံးဝပေးမထားပါဘူးပြီးတော့လေယာဉ်မတက်ခင်မှာဒီခီးသည်တွေကိုspecial briefing ပေးရပါတယ် emergency exit ကဘယ်နားမှာရှိတယ်ဘာညာပေါ့နော်ဒီလိုမျိုး briefing လေးတွေပေးကြပါတယ်နောက်တစ်ခုရှိတာက exit row ပေါ့နော် exit row မှာထိုင်နေ normal people တွေထိုင်နေဒီ exit row မှာဆိုရင်လည်းအထုပ်တွေကိုပေးမထားပါဘူးပြီးတော့လက်ဆွဲပစ္စည်းတွေအကုန်လုံးကoverhead bin ထဲမှာထည့်ရပါတယ်ပေါ့နော် so I hope you learn something from here bye